ကျမတို့နေထိုင်နေတဲ့ဒီနေ့ကဘာကြီးမှာလူတွေဟာဖုန်းဆက်ခရင်တွေကိုပဲပို့ကြည့်လာကြတယ်။ Social media ပေါ်ကပြည့်စုံလွန်တဲ့ဘဝတွေကိုကြည့်ပြီးကိုအားငယ်တာမျိုးဖြစ်ဖူးကြလား။ဒီဇလန်လေးကတော့ Social media ပေါ်မှာယုံကြည်မှုရှိတဲ့ပုံပေါက်နေပေမဲ့လက်တွေ့ဘဝမှာတော့ကိုမလှပဘူးလို့ခံစားနေရတဲ့တင်ကြီးဆိုတဲ့ကောင်မလေးတယောက်ရဲ့အကြောင်းပါ။အလားတရားဆိုတာတကယ်တော့ဘာလဲ။ပျော်ရွှင်မှုအစစ်မှန်က like and follow အရေးအတွက်တွေပေါ်မှာမူတည်နေတာလား။တင်ကြီးနဲ့တူဖြေရှာဖို့ဒီဇလန်လေးကိုခန်းစားကြည့်လိုက်ရအောင်နော်။ဇလန်လေးမစခင် channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။ Social media ပေါ်မှာကျမပုံစံလေးကယုံကြည်မှုရှိတယ်လို့လူတွေကပြောကြတယ်။ဒါပေမဲ့ဓာတ်ပုံသားရဲ့နောက်ွယ်မှာစိတ်ထင်ရနေတဲ့မိန်းကလေးတယောက်ရှိနေတာကိုတော့သူတို့မသိကြပါဘူး။ကျမနာမည်ကတော့တင်ကြီးပါ။ရန်ကုန်မှာနေပါတယ်။ကျမရဲ့ဖုန်းမျက်နှာပြင်ကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်တော့အပြုံးတွေလှပတဲ့ selfie တွေနဲ့အကောင်းမြင်တဲ့စာသားတွေကိုပဲတွေ့ရမှာပါ။ဒါပေမဲ့ဖုန်းမျက်နှာပြင်နောက်ွယ်မှာတော့ကိုဘယ်တော့မှမပြည့်စုံဘူးလို့ခံစားနေရတဲ့မိန်းကလေးတယောက်ရှိနေခဲ့တယ်။မနေ့တိုင်းကြောင်မသွားခင်မှန်ရှိမှရက်ပြီးစပင်းပြင်းတယ်။မိတ်ကပ်လေးနဲ့နှကန်းနီအယောင်မျိုးဆန့်ဆိုတယ်။ဘာလို့လဲဆိုတော့ကျမလှခြင်းလို့ပါ။ဒါပေမဲ့ဘာပဲလုပ်ကျမစိတ်တိုင်းမကြခဲ့ဘူး။ Social media ဖွင့်ကြည့်လိုက်တိုင်းကျမထက်ပိုလှတဲ့မိန်းကလေးတွေကိုပဲတွေ့နေရတယ်။အသားဖြူ body လှနဲ့အပြုံးလှလေးတွေပေါ့။အဲဒီခါငါကတော့ဘာလို့သူတို့လိုမဖြစ်ရတာလဲဆိုတဲ့အတွေ့ကခေါင်းထဲကိုဝင်လာတယ်။တခုသောနေ့လည်ခင်းတစ်ခုမှာကျမအရန်ကြိုက်တဲ့ selfie ပုံလေးတစ်ပုံကျမရဲ့အကောင့်မှာတင်လိုက်တယ်။ကျမကြည့်တာတော့လှတယ်ထင်ခဲ့ပေမဲ့နောက်ပိုင်းပြန်ကြည့်လိုက်တော့ like က32ခုပဲရထားတယ်လေ။တကယ်ချင်းမီရပုံကတော့900တောင်ရထားတာ။အဲ့ဒီကိန်းကနန်းတွေကကျမရဲ့စိတ်ကိုရိုက်ချိုးလိုက်တယ်လို့ပါပဲ။ငါကမလှလို့နေမှာပါလို့တွေးမိလိုက်တယ်။အဲ့ဒီနေ့ကစပြီးကျမကအလှပနောက်ကိုလိုက်တော့တာပါပဲ။အသားဖြူစေမယ်ဆိုတဲ့ခရင်တွေမျက်နှာပြောင်စေမဲ့စီရန်တွေကုန်ဝယ်တယ်။ဒါပေမဲ့ပစ္စည်းတိုင်းကရလက်တစ်ခုတည်းကိုပဲပေးတယ်။အဲ့ဒါကစိတ်ပြက်မှုပါပဲ။ကျမရဲ့အသားရည်ကလည်းပို့ပြီးတော့ပြောင်းလဲမလာသလိုယုံကြည်မှုလည်းတိုးမလာခဲ့ဘူး။ဒါပေမဲ့ကျမကတော့နောက်ထပ်ပစ္စည်းသစ်တွေနောက်ထပ်ခစ်စားနေတာတွေနောက်ထပ်တွေကိုဆက်ရှာနေမိတော့မှာပဲ။ရင်ထဲမှာတော့နေတိုင်းဟာတာဖြစ်လာတယ်။ညဘက်လူချေတိတ်ချိန်ကြရင်ဖုန်းထဲကလှပတဲ့မျက်နှာတွေကိုလိုက်ကြည့်ပြီးကျမတိတ်ကလေးငိုမိတယ်။ဒီလိုနဲ့တဖြည်းဖြည်းမိဘတွေကကျမရဲ့အပြောင်းလဲကိုသတိထားမိလာတယ်။အမေကတိုးလေးပြောတယ်။သမီးတင်ကြီးပိန်သွားလိုက်တာကွယ်။အခုနောက်ပိုင်းအပြုံးရည်လည်းနဲလာတယ်။သမီးဘာတွေဖြစ်နေတာလဲ။အဲဒီခါကျမကရဲပြီးပြန်ပြောတယ်။သမီးအဆင်ပြေပါတယ်အမေရဲ့။သမီးကဒီထက်ပိုပြီးကြည်ကောင်းခြင်းလို့ဝိတ်ချနေလို့ပါ။ကျမစကားကိုကြားတော့အမေကတပြင်းဖွာချလို့ရေပေါ့။အဖေကတော့ဘာမှမပြောပေမဲ့သူ့မျက်လုံးတွေကအရာအလုံးကိုသိနေတယ်လို့ပါပဲ။တညနေမှာတော့ကျမ social media ပေါ်တင်ဖို့ဗီဒီယိုရိုက်နေလို့ထမင်းလက်စုံမစားနိုင်ဘူးလို့ညင်းလိုက်တော့အဖေကညင်တတာလေးပြောတယ်။သမီးခဏလောက်နားယူသင့်တယ်ထင်တယ်။ရွာကအဖွားစီသွားလေလိုက်ပါလား။ဟာအဖေကလည်းဟိုမှာ wifi လည်းမရှိ coffee ဆိုင်လည်းမရှိ makeup ဆိုင်လည်းမရှိပဲနဲ့လို့ကျမညှိလိုက်တယ်။ဒါပေမဲ့ကျမအမေကကျမလက်ကိုကိုင်းပြီးသွားလိုက်ပါသမီးရဲ့သမီးအတွက်ကောင်းသွားမှာပါလို့တိုးလေးပြောတယ်။ဒီလိုနဲ့ကျမလည်းစိတ်မပါတပါနဲ့အထုပ်ပိုးပြင်လိုက်ရတော့တာပေါ့။ဘူတာယုံသေးလေးတစ်ခုမှာဆင်းလိုက်ရတဲ့အချိန်ကိုမှတ်မိနေပါသေးတယ်။လေတူးကဆွတ်တဲ့မြေနဲ့တည့်ရသည့်နဲ့လေးတွေရနေတယ်။ငှက်တန်တွေကြဲလောင်ကြားနေရတယ်။ကားတန်တွေစူညံတန်တွေမရှိဘူး။အဖွားအိမ်ကိုရောက်တော့အိမ်ရှိမှာအဖွားကကျမကိုစောင့်နေတယ်။သူကကျမကိုမြင်တာနဲ့တင်းကြပ်ဖက်လိုက်ပြီးတော့မြေးလေးရဲ့ပိန်လိုက်တာကွယ်မြို့ကြီးမှာဘာတွေများစားနေတာလဲအဖွားရဲ့အတန်ကမိုးရွာပြီးစားနေအောင်ကြီးလိုနှွေးထွေးတယ်အဲ့ဒီညကကျမတို့ကောင်းငင်အောက်မှာထိုင်ကြတယ်ကျယ်တွေကအရင်ကထက်ပိုပြီးတောက်ပနေတယ်လို့ပါပဲဖုံးမျက်နှာပြင်ကိုမကြည့်မိလို့ဖြစ်မယ်အဖွားကကျမကိုကြည့်ပြီးမိတယ်မြေးလေးကြည့်ရတာစိတ်မကြည်မလင်ဖြစ်နေတယ်လို့ပဲဒီနှလုံးသားလေးထဲမှာဘာတွေဖြစ်နေလဲအဖွားကိုပြောပြပါဦးအစားကတော့ကျမဘာမှမပြောပါဘူးဒါပေမဲ့အဖွားရဲ့နူးညံ့တဲ့အတန်နူးညံ့တဲ့စကားလုံးတွေကြောင့်ကျမတိဆောက်ထားတဲ့တရားကြီးပြိုကျသွားတယ်ကျမအရာအလုံးကိုပြောပြလိုက်တယ်ကိုမျက်နှာကိုမုန်းမိကြောင်းတွေအွန်လိုင်းကလူတွေနဲ့နှိုင်းယှဉ်မိကြောင်းတွေဘယ်တော့မှမပြည့်စုံဘူးလို့ခံစားရကြောင်းတွေပေါ့မျက်ရည်တွေကျပြီးကျမပြောလိုက်တယ်သမီးဘလောက်စူးစမ်း
ဘယ်တော့မှလုံလောက်အောင်မလာနိုင်ဘူးအဖွားရဲ့ကျမရဲ့စကားကိုအဖွားကတိတ်တဆိတ်နားထောင်နေတယ်ပြီးတော့ကျမလက်ကိုကင်ပြီးဘယ်တော့မှမမေ့နိုင်မဲ့စကားလေးတစ်ခုကိုပြောတယ်မြေလေးမိတ်ကပ်ဘူးတွေကလာတဲ့အလှပဆိုတာရေးစေးချလိုက်ရင်ပါသွားတာပဲကွဒါပေမဲ့နှလုံးသားတွေကလာတဲ့အလှကတော့ထာဝရတောက်ပါနေမှာအဖွားရဲ့စကားတန်ကအေးဆေးပေမဲ့စကလုံးတွေကထိမိတယ်ကျမလည်းတိုးတိုးလေးပြန်မေးလိုက်တယ်ဒါပေမဲ့အဖွားခုခေတ်မှာလူတိုင်းကရုပ်ရည်ကိုပဲကြည့်ကြတာလေအဖွားကပြုံးပြီးပြန်ပြောတယ်ဒါဆိုရင်ဘာလို့လူတွေအများကြီးဝမ်းနေနေကြသေးတာလဲအလှအပကပျော်ရွှင်မှုကိုပေးနိုင်နေဆိုရင်ဘာလို့သူတို့အားလုံးမပျော်ရွှင်ရတာလဲအဖွားရဲ့မိကွန်းကတညလုံးကျမကောင်းထဲကိုဆွဲနေခဲ့တယ်ကျမအလှပကိုနေရာမှားပြီးရှာနေခဲ့တာများလားနောက်တနေ့မနေ့အစောမှာအဖွားကကျမကိုလာနှိုးတယ်မြေးလေးလာလေကွင်းတွေထဲသွားရအောင်နဲ့အဖွားခေါ်တဲ့နောက်ကိုကျမလိုက်လာခဲ့တယ်နေထွက်ချိန်ကောင်းငင်ကြီးကရွှေရောင်တောက်နေတယ်အဖွားကကံပေါင်နားမှာပွင့်နေတဲ့ပန်းလေးတွေကိုညွှန်ပြပြီးပြောတယ်ဒီပန်းလေးတွေကိုကြည့်လိုက်စမ်းတပွက်နဲ့တပွက်မတူကြဘူးတချို့ကအနီတချို့ကအဝါတချို့ကအဖြူဒါပေမဲ့သူတို့ကတခြားပန်းလိုဖြစ်အောင်ဘယ်တော့မှမကြိုးစားကြဘူးသူတို့ရှိနေတဲ့နေရာမှာကိုနီးကိုဟန်နဲ့ဖူးပွင့်နေကြတယ်အဲ့ဒါကပဲသူတို့ကိုလှပစေတာကွအဖွားရဲ့စကားသံတွေကိုကျမငြိမ်ပြီးနားထောင်နေလိုက်တယ်ကျမရင်ထဲမှာတခုခုပွင့်လင်းသွားသလိုခံစားလိုက်ရတယ်အဲ့ဒီနေ့ကစပြီးအဖွားနဲ့အတူချက်ပြုတ်တယ်အင်းနီနာချင်းတွေကိုကူညီတယ်ရွာကကလေးတွေကိုစာသင်ပေးတယ်မိတ်ကပ်မရှိမှန်မရှိဖီလ်တာတွေမရှိတော့ဘူးနှစ်ပေါင်းများစွာကြာမှပထမဆုံးအကြိမ်ဖြစ်ကျမလွတ်လွတ်လပ်လပ်ရေမောနိုင်ခဲ့တယ်ဒီလိုနဲ့တညနေခင်းမှာတော့မိနီဆိုတဲ့ကလေးမလေးကိုကျမစာပြပေးနေတော့သူကမော့ကြည့်ပြီးပြောတယ်မမကအရန်လှတာပဲတဲ့ကျမပြုံးပြီးပြန်ပြောလိုက်တယ်မမကမိတ်ကပ်မှမလင်းထားတာဘလို့လှမှာလဲကလေးမလေးကတခက်ခက်ရဲပြီးပြန်ပြောတယ်လှဖို့အတွက်မိတ်ကပ်လင်းစရာမှမလိုတာမမရဲ့အဲ့ဒီစကားလေးတစ်ခုကလိုက်ထောင်မောင်းများစွာထက်ကျမနှလုံးသားကိုပို့ပြီးထိရှာစေခဲ့တယ်အဖွားကိုပြန်ပြောပြတဲ့အခါမှာတော့အဖွားကပြောတယ်တွေ့လားမြေးလေးစိတ်ထားဖြူစင်တဲ့အခါရုပ်ရည်ကအလိုလိုလှလာတာအဲ့ဒီညကရေပုံးထဲမှာပေါ်နေတဲ့ကိုပုံရိပ်ကိုပြန်ကြည့်မိတယ်မှန်လောက်မကြည့်ပေမဲ့ကျမပြုံးလိုက်တယ်ပထမဆုံးအကြိမ်ဖြစ်ကိုပုံစံကိုသဘောကျသွားတယ်ဒီလိုနဲ့ရွာကမပြန်ခင်တရက်ပင်အောင်မှာအဖွားဘေးနားထိုင်ရင်အဖွားသမီးပြေဆုံးဖို့ကြိုးစားရင်အချိန်တွေအများကြီးဖြုံးမိခဲ့တာနော်အဖွားကခေါင်းငိမ့်ပြီးပြန်ပြောတယ်လောကကြီးကမျက်နှာကိုပြင်ဆင်ဖို့ပဲတင်ပေးတာကိုစိတ်ကိုပြင်ဆင်ဖို့မှမတင်ပေးတာဒါပေမဲ့မှတ်ထားပါမြေးလေစစ်မှန်တဲ့အလှတရားဆိုတာသူများအာယုံစိုက်ဖို့မတောင်းဆိုဘူးသူကအေးချမ်းမှုကိုပေးတာဒါပေမဲ့လူတွေကသမီးကိုဝေဖန်နေကြရင်ရောအဖွားလို့ကျမမေးတော့အဖွားကပြန်ပြောတယ်ပြောပါစေပေါ့ကွယ်လူတွေပြောတာကိုတားလို့မရပေမဲ့သူတို့စကားတွေကိုယ့်ရင်နဲ့မရောက်လာအောင်တော့တားလို့ရတယ်လေကျမအဖွားရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားလိုက်တယ်အချိန်ကြာကြီးနေမှပထမဆုံးအကြိမ်ဖြစ်စိတ်ထဲမှာတန်မာလာသလိုခံစားလိုက်ရတယ်ရန်ကုန်ကိုပြန်ရောက်တော့အရာအလုံးကပုံမှန်ပါပဲစူညံတန်တွေကားတန်တွေမိရောင်စုံတွေဖုံးပွနေကြတာတွေပေါ့ဒါပေမဲ့ကျမကတော့မတူတော့ဘူးအိမ်ရောက်တာနဲ့အန်ဆွဲကိုဖွင့်ဈေးကြီးတဲ့မိတ်ကပ်တွေအကုန်ထုတ်တေချာထုတ်ပိုးပြီးမိန်းကလေးကေဟာကိုလှူလိုက်တယ်ကျမဆိုရှယ်မီဒီယာမှာပုံပြန်တင်တယ်ဒီတစ်ခါတော့အစစ်မှန်ပုံမှာဖီလ်တာမပါပြင်ဆင်မထားဟန်ဆောင်ပြုံးနေမပါဘူးကျမရဲ့ငကိုပုံစံအတိုင်းပါပဲပထမဆုံးတင်လိုက်တဲ့ပုံအောက်မှာဒါကျမပါပဲမပြည့်စုံပေမဲ့အေးချမ်းပါတယ်လို့ရေးလိုက်တယ်ဘာဖြစ်သွားလဲသိလားအဲ့ဒီပုံကအရင်ပုံတွေထက်ပိုပြီးချစ်ခင်မှုကိုရခဲ့တယ်အပြစ်ကင်းစင်နေလို့မဟုတ်ဘူးစစ်မှန်နေလို့ပါအခုမှန်ကြည့်လိုက်တိုင်းအဖွားရဲ့တန်ကိုကြားရောက်နေမိတယ်မျက်နှာကိုမပြင်ဆင်မဲစိတ်နှလုံးကိုပြင်ဆင်ပါတဲ့တခါတလေဆိုရှယ်မီဒီယာကိုကြည့်ပြပါသေးတယ်ပြည်စုံလှပနေတဲ့သူတွေကိုတွေ့နေတော့မှာပဲဒါပေမဲ့အခုတော့ပြုံးပြီးတွေ့လိုက်တယ်သူတို့လည်းငါတော့ငါလိုပဲသူတို့ရင်ထဲမှာရှိပြီးသားအရာကိုအပြင်မှာလိုက်ရှာနေကြတာနေမှာပါလို့လေအခုတော့ကျမအဖိုးတန်တဲ့အရာတစ်ခုကိုတင်ယူလိုက်ရပြီရုပ်အလှဆိုတာမိမ့်မိန်သွားတတ်ပေမဲ့ကျနာမှုကိုချစ်ခင်မှုနဲ့ငြိမ်းချမ်းမှုတွေကတော့ထာဝရတောက်ပနေမှာပါဒါကြောင့်သင်လဲကိုမလှဘူးလို့ခံစားနေရရင်ဒါလေးကိုမှတ်ထားပေးပါသင်ဟာသင်ရဲ့အသားရည်ကိုယ်လေးချင်းမျက်နှာသင်မြင်တွေထက်ပိုပါတယ်သင်ဟာတစုံတစ်ယောက်ရဲ့နေအောင်ကြီးပါတစုံတစ်ယောက်ရဲ့အပြုံးမှန်းပါအရေးကြီးဆုံးကတော့သင်ရှိနေတာနဲ့တင်လုံလောက်ပါတယ်
တင်အကြောင်းလေးလည်းကြားကြပါသေးတယ်တင်ရောဆိုရှယ်မီဒီယာကြောင့်တင်ငယ်ဘူးလားတင်အတွက်စစ်မှန်တဲ့အလှတရားဆိုတာဘာလဲတင်ရဲ့ဇလန်လေးကလည်းတခြားမိန်းကလေးတယောက်သူ့တန်မိုးသူရှာတွေ့အောင်ကူညီပေးနိုင်ကောင်းပေးနိုင်မှာပါဒီဇလန်လေးကိုနှစ်သက်တဲ့ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်မိန်းကလေးတို့ရေတင်တို့ရဲ့အိမ်မက်တွေကိုဆွန့်လွတ်ဖို့တွေးဘူးတယ်ဆိုရင်ဒီဇလန်လေးကဘာကြောင့်မဆွန့်လွတ်တင်လဲဆိုတာကိုသတိရစေမှာပါနှလုံးသားနဲ့နားဆင်ပေးကြပါနော်အားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်